အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ advanced တွေကိုတခြင်းတစ်ခုကိုလွယ်နဲ့ဖန်တီးလို့ရအောင်ကျွန်တော်တို့တင်တန်းလေးတစ်ခုပြပေးမှာဖြစ်ပါတယ်နော်ဒါ free တင်တန်းလေးပါဗျာကျွန်တော် YouTube channel မှာကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ပထမဦးအနေနဲ့ကျွန်တော်တို့ advanced တွေကိုကျွန်တော်ဖုန်းထဲမှာ download လုပ်ပါတယ်နော်အဲ့တော့ download လေးကိုကျွန်တော်နောက်ဗီဒီယိုကျွန်တော်ပြပေးမယ်ဒါကခုက advanced ကိုအသုံးပြုလို့ပေါ့နော်advanced တွေမှာသူကအတန်တွေမျိုးစုံရှိတယ် piano အတန်နဲ့ပထမဆုံးကျွန်တော်စပြပေးမယ် piano မှာကျွန်တော်တို့အတန်9တန်ရှိတယ်ဒိုရေမီဖာဆိုလာတီဆိုတဲ့အတန်9တန်ရှိရပါတော့ဒီမှာပေါ့နော်အတန်9တန်ရှိတယ်အဲ့ကောင်တွေကိုကျွန်တော်တို့ကမှတ်ရမှာဒိုမှာ1ရေမှာ2ပေါ့နော်1နဲ့3 4 5 6 9အဲ့ကောင်တွေကရေးတန်းအားရေးကြည့်ပါတယ်ကျွန်တော်တို့ note စာဖတ်တဲ့အခါမှာသူက1နဲ့3 4 5 6 9 10နဲ့ကဏ္ဍလေးနဲ့ပဲသူက note မှာရေးပါတယ်ဗျအဲ့ note လေးတိုင်းကျွန်တော်တို့ကဒီ FS ကိုကျွန်တော်တို့ကချသွားမှာဖြစ်ပါတယ်နော်ဒီ FS ကိုကျွန်တော်ချသွားမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့တခြင်းလေးတစ်ပုံပြပေးမယ်ဟုတ်တယ်တော့ဒီပါပေါ့နော်ဒီ note လေးမှာသူကဒီဘက်မှာမင်းချောင်းလေးတစ်ချောင်းနဲ့ကျွန်တော်ချောင်းပါအဲ့ဒီမှာကျွန်တော်ကဒါအဲ့ဒါကိုကျွန်တော်ကတဘာခေါ်တယ်ဗျဒီကောင်တဘာခေါ်တယ်တဘာမှာပြီးဘယ်နဲ့ပြီးပါလဲဆိုရင်ကျွန်တော်တို့တဘာမှာပြီးဘယ်နဲ့ပြီးပါလဲကျွန်တော်တို့၄ပြီးရှိတယ်ဗျတဘာမှာ၄ပြီးရှိတယ်သူက၄ပြီးကိုမှသူကနှုတ်ကနှလုံးစီချထားတာသူက1ရယ်5ရယ်သူက9ရယ်အောက်မှာဆက်လေးချရဆိုရင်ကျွန်တော်တို့ဒီပေါ့အောက်မှာဝါပြီးရေးရမယ်9ရယ်အပေါ်မှာဆက်ချရအပေါ်မှာရေးရမယ်ကျွန်တော်ဒီ full order နဲ့ကျွန်တော်ပြပေးမယ်ကျွန်တော်1 5 5 6ပေါ့နော်ပြောအမယ်တပိတ်မှာနှလုံးစီချပါမယ်ဒီမှာနော်သူကဒီအောက်မှာ14ပါတယ်အပေါ်မှာ5က1 2 3 4 5 5နှလုံးပြင်3အဲ့လိုပါလေနော်ဒါလေးကကျွန်တော်တို့ note ဖတ်တတ်ဖို့ကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ဗျဒီ note လေးဖတ်တတ်ရင်ကျွန်တော်တို့နှလုံးတွေချတဲ့အခါမှာတအားလွယ်ကူသွားမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီပေါ့နော်နှလုံးတွေမှာ1ကဘယ်နေရာမှာရှိတယ်2ကဘယ်နေရာမှာရှိတယ်အဲ့ဒါကိုကျွန်တော်ကအလွယ်တကူလေးပြပေးဖြစ်ပါတယ်နော်ကဲဆက်ပြီးတော့လေ့လာလို့ရအောင်ကျွန်တော်ဆက်ပြီး view လေးတင်ပေးဖို့ရှိပါတယ်အမားပိုင်းနဲ့တိကျပြကြပါဆရာကြီးမဟုတ်ပါဘူးဗျကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဗျကျေးဇူးများတင်ပါတယ်